သပင်းတော့မပါဘူးသပင်းကပြိနေအောင်ငကိုတဲ့အုံထူတဲ့လူဆိုတော့လေတော်တော်လေးကိုထူတာဆိုတော့အဲ့ဒီဟာကြီးကဒီလိုအပေါ်မှာပြိပြီးတော့ကိုယ်စပင်းကလည်းချွေးပေါက်ပိတ်နေတယ်ဟိုပေါ်လည်းထပ်ပိတ်ထားတယ်ဆိုတော့စိတ်ပါရှုပ်လာတာပေါ့လေနော်ဘာနဲ့တူလဲဆို Ghost Car ရဲ့ယထာတရေလေ Get out of here Get off No ကြည့်ဘူးလားအဲ့တရေနဲ့ကားရိုင်းတော့ challenge ပြအောင်တော့လုပ်ပါတယ်မကြောက်ပါဘူးပြင်မှာလည်းရုပ်ဆိုးတာပေါ့my say chata you don't you let come you your drum you hey where you let's say let's say let's say 10,000 young say chata man can move ya think it on the money yeah say shrimiaတော်တော်လောက်ရတယ်ပေါ့အဲ့ကာရက်တာမနက်မိုးလင်းတဲ့အဲ့ခေါင်းကိုဆီလီကွန်နဲ့တုပ်ရတယ်ကော်ရီကတ်ရတယ်ဆိုတော့ခေါင်းကအပူမထွက်ဘူးလေတအားပူတာချွေးနဲ့ဘာရင်းနဲ့ဆိုတော့အဲ့ကာရက်တာတော်တော်ပင်ပန်းပါတယ်အဲ့ဒါဒီလက်ဗနာထုတ်လို့ရရောရာရောလုံမယ်ပေါ့အဲ့လိုလုံမယ်လုံနိုင်လားဆိုโอเคချပါချောရလေကျွန်တော်လေးဟွာချောပြီးသားအားလုံးသိပြီးသားလေနော်အဲ့လူကြီးကဒီလိုလူကြီးသားဆိုဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကိုသိခံစားတာပေါ့ကားရိုင်းတော့ challenge ပြအောင်တော့လုပ်ပါတယ်မကြောက်ပါဘူးပြင်မှာလည်းရုပ်ဆိုးတာပေါ့ဒီကအဲ့ဒီဟာရယ်ပြီးလို့ရှိရင်ရာနဲ့ကတော့အမြဲတမ်းရိုက်တိုင်းတတ်နေရတာဆိုတော့ရာနဲ့ကတော့တတ်နေရတာ director ရာလေစူးနေရတော့တကားလုံးပဲလေပြီးတဲ့အထိပဲစူးနေရတော့စူးလိုက်ရစားရတော့ share ပဲပြင်လာတယ်ဟုတ်တယ်တိတ်ချပြင်ပေးလာခင်တော့တော်တော်လေးလည်းခင်ပါကားရိုက်ထဲရလေဟုတ်တယ်တော်တော်လုံးနိုင်တယ်တကယ်ချီးကျူးရတကယ်ချီးကျူးရတော်တော်တော့မိုက်ပြီးတော့ဘယ်လိုရောင်မြင်တွေ့ရမလဲဆိုတချို့ဟာလေးတွေကြတော့ဟိုကျွန်တော်တက်တက်လောက်လေးနေပေါ့နော်နည်းနည်း control လေးလုပ်ပေးရတာပေါ့ပေါင်လေးတက်ပေးရတာပေါ့ဒီလိုလေးနည်းနည်းများသွားတယ်လို့နည်းနည်းလိုသေးတယ်အဲ့လိုမျိုးဒါပေမဲ့ driver ကတော့ပိုတင်ပေးတာပေါ့လေကျွန်တော်ကြောင့်ဘေးနာနေထိမ့်ပေးတာပေါ့လို့သပင်းတော့မပါဘူးသပင်းကပြိနေအောင်ငကိုတဲ့အုံထူတဲ့လူဆိုတော့လေတော်တော်လေးကိုထူတာဆိုတော့အဲ့ဒီဟာကြီးကဒီလိုအပေါ်မှာပြိပြီးတော့ကိုယ်စပင်းကလည်းချွေးပေါက်ပိတ်နေတယ်ဟိုပေါ်လည်းထပ်ပိတ်ထားတယ်ဆိုတော့စိတ်ပါရှုပ်လာတာပေါ့လေနော်ဟုတ်တယ်ချွေးရတဲ့သပင်းဆီလီကွန်လုပ်တဲ့ညီမလေးနှစ်ယောက်ကောပြီးလို့ရှိရင်ဘေးကလူတွေ make up artist တွေရော stylist တွေရောမနေရဘူးပေါ့လေကိုနာမှာဘလို့လုပ်ချိန်ပဲတွက်ကြည့်လိုက်ဒီနေ့8နိုင်လောက်တော့ရှိမှာရှိတာပေါ့အဲ့ချွေးမထွက်တာတော့ပဲပြီးလို့ရှိရင်ဟိုတချို့စင်းတွေကြတော့ဟိုကျွန်တော်တို့ရဲ့ဒီဟာဟိုဘယ်လိုပြောမလဲပညာရေးပိုင်းဆိုင်ရာလိုအပ်ချက်အရာပေါ့လေနော်ကျွန်တော်တို့ဒီနှစ်ဖူးစက်နဲ့ဟိုနဲ့ကြတော့ color နဲ့တုံးကွဲတာတော့ပေါ့ရှိရခါကျတော့နှစ်ဖူးစီးတွေပါလောက်ထားရတာပေါ့ဟုတ်အဲ့လိုတော့ဖြစ်သွားတာနော်ဟိုဘာနဲ့တူလဲဆို Ghost Car ရဲ့ယထာတရေလေကြည့်ဘူးလားကြည့်ဘူးအဲ့တရေနဲ့ကြည်ရတယ်ပေါ့ဘလို့ပုံစံလာမလဲပေါ့ကြည့်ပေါ့လာတော့ကြည့်ပေါ့လေနော်အဲ့လိုဘလို့ character လဲဆိုတော့စင်နေပါတယ်ကားကိုကြည့်ပြီးတော့ထပ်ပြီးပြောမဲ့စကားအတန်တွေကိုမျှော်လင့်ပါဟိုမှာကျင်သေးလားအမှကျင်နေတွေလာကြည့်ပြီးတော့ဒါဟာတာကားပါဟိုပြောနေကြစကားလေးကားပါဆိုတဲ့ဟာလေးမဟုတ်ဘူးဆိုတဲ့ဟာလေးကိုကြည့်ပါအောင်လို့တော်တော်လေးတန်ဖိုမြင့်တယ်လို့လည်းသိရတယ်တန်ဖိုလည်းမြင့်နေဟုတ်အဲ့လိုမျိုးပြီးလို့ရှိရင်တရားဘ ഹു တုတလည်းရအောင်လေပေါ့နော်အဲ့လိုမျိုးဟုတ်ခေတ်သစ်မပြိုင်ကိုကျွန်တော်တို့အကောင်းဆုံးစူးစမ်းထားကြပါတယ်ရည်လည်းရည်ရပါတယ်ဆွေးလဲဆွေးရပါမယ်အဲ့ဒီဟာလေးကိုလာခဲ့ပြီပါလာကြည့်ပြီပါအောက်တိုဘာ16မှာရုံတင်ပြတတ်ပါမယ်ခင်ဗျာတကယ်မေးကြည့်လားနော်ဟုတ်ပါဗျာအပေးကိုတော့မဆောင်ဟုတ်တယ်ဖြုတ်ကောင်းလေးဖြုတ်လိုက်ဩဆိုအထီးလာမှာလားပရိတ်ကဆက်ကလေးတွေဟိုချုံမှာပေါ့ဩ